สวัสดีครับผมอารมณ์เป็นกะลาบะခင်ဗျာဒီနေ့တော့ကျွန်တော်တို့ဒီမှာရောင်းလာပြီးတဲ့အိမ်ကိုပြန်ပြီးတော့ပြင်ပေးရမှာဖြစ်ပါတယ်ဒီမှာပြင်မနေရတဲ့ညာလေးဒီမှာအရင်နေ့ကလည်းကိုယ့်ကိုပြန်ပြင်ထားပြီးကိုကြီးဒီအိမ်မှာနေပါကြည့်လို့မရတဲ့ဟာတွေပဲနေပါကြည့်လို့ကောင်းအောင်ပြန်ပြင်ပေးပါပြီအခုတစ်ခါနောက်ထပ်အိမ်ရှင်ကနေပြီးတော့ဒီဟိုရန်အိမ်စစ်တဲ့လူဝိသဝကောငါပြီးတော့အိမ်လက်စစ်တယ်အိမ်လက်စစ်တော့ဒီမှာသူစစ်လို့တွေ့လာတဲ့နေရာတွေအများကြီးပဲဟိုတနေရာနှစ်နေရာသုံးနေရာလေးနေရာငါးနေရာ၆နေရာဒီတစ်ခါတော့6နေရာဒီမှာခုနှစ်ရှေ့ကို30 17မှာ12 13 14 15 16ဒီမှာ19မှာ18Tama aku. Tama. Saku. Tama aku. Nase. Yang pimpiya mana hari ada. Tama aku. Nasate. Nasane. Nasato Nasali Nasanga Nasacha Nasakon Nasenakon Nasenashi Manasekuအပြင်မှာရောလို့30ကျော်လောက်ပြန်ပေးရမယ်နေရဒီမှာပါပြန်ပေးရပါမယ်အိမ်ရှင်စိတ်တိုင်းကြစစ်စေးလာပြီးတော့ကျွန်တော်တို့ဘိုးကြီးစကနေတော့ပြန်ပြင်ပေးရပါတယ်ခင်ဗျာဒါမှအရင်နေ့ကလည်း2ရက်3ရက်လည်းပြင်ထားပြီးဝယ်ယူမနေဘူးအခုကသူတို့တေချာလည်းစစ်ထားတယ်တေချာစစ်ထားတော့လည်းအခုကတေချာပြန်ပြင်ပေးရမယ်အရှိအမှန်တကားလည်းဟိုနေ့ကရေယူနေတော့မှဆီလီကွန်ပြန်ဖြစ်လာပြီးတော့ဘောလုံးဒါလည်းရေဝင်နေသေးရပြန်တော့ပြင်ပေးရမှာဘလို့လုပ်ပေးရမှာမသိသေးဘူးဒီမှာရှင်းမှရတော့မှဒီနားမတွေရောအဲ့ဘယ်ပုံမှာလဲဒီနားမှာအပြည့်တစ်ခုရှိတယ်အဲဒီကဒီရှေ့မှာရောဒီမှာရောကနေဦးလေဒီပြင်မှာလည်းပြင်ပေးရအောင်ကဲအခုဒီရောင်းဝါးကြီးရောင်းပြီးသွားပြီဆိုတော့အိမ်ရှင်လက်ထဲကိုအိမ်အားရတော့မှာအဲ့တော့အိမ်မအားခင်မှာကျွန်တော်တို့တန်ရှင်ရေးလေးလုပ်ပေးရမယ်နည်းနည်းပပမကောင်းတဲ့ဟာကြီးပြန်ပြင်ပေးရမယ်အိမ်ရှင်ကဘေးကမကြိုက်ဘူးပြောလဲဆိုရင်ပြန်လေးပေးရမယ်အဲ့ဒါကြီးလားကျွန်တော်အိမ်ထဲမှာသွားကြည့်မယ်ဘာရှိလဲလို့ဒီအိမ်ကအိမ်ကြီးအိမ်ခန်း3ခန်းအိမ်သားနှလုံးကား2စီးရလို့ရတယ်ဒီမှာကားကိုတော့ပါမယ်အိမ်ခန်းထဲဦးဒါအိမ်ခန်း
ဒီမှာနည်းနည်းပါးပါကိုယ်ရတာတွေဓာတ်ဝိပဲ့ရတာတွေနည်းနည်းပါးပြင်ပေးရတယ်ပြင်ပေးတော့ဆေးတော့ရတယ်ဒီမှာမီးပလက်နေပါလားရလောက်လို့ပြီးပြီဒါအိတ်ကန်ကြီးမအင်္ဂါတချင်လောက်လည်းအင်္ဂါကြီးဒီမှာလည်းနေပါလိုက်ပူရတယ်လည်းပူလို့ဆေးတော့ပါပြီလေဒီခါမှလည်းပရင်ပေါက်တစ်ပေါက်နှစ်ပေါက်သုံးပေါက်ဒီဘက်ကနှစ်ပေါက်ဒီရှေ့မှာတစ်ပေါက်ဒီနောက်တစ်ခါသွားမယ်ဒီကနံပါတ်2ခန်းဒီခန်းနဲ့လည်းပြေးရပရင်ပေါက်တစ်ပေါက်ဝယ်ရဒီခန်းမိုးရွာနေတယ်အပြင်မှာဒီတကားရေးတန်ရှင်းလောက်နေတယ်ကျွန်တော်ကဒီမှာတစ်ခါတော့ခုနကခန်းနဲ့နည်းနည်းကြီးတယ်ဘူးလေးချုံနေတယ်အပြင်မှာကျွန်တော်ဒီတကားတွေတန်ရှင်းလောက်နေမှာဒီမှာဒီတော့စီးစက်လေးတွေပါအဲ့ဒါတွေလောက်ထုတ်နေရတယ်စီတော့တော့ကြာတယ်စီးစက်လေးတွေဒီကတော့တန်ရှင်းလုံးပြီးပါပြီပေါ်တော့အောက်ဒီမှာခဏစင်းစက်မရှိတော့တက်ထုတ်လိုက်ပြီတော့နောက်တစ်ပတ်လောက်မယ်ဒီမှာနောက်တဲ့ဒီကဘာတစ်ခုလောက်ရအောင်မယ်တန်ရှင်းရေးဒီဆေးရတဲ့တော့ထောက်ခါတာဒီစီထားဝါ